လက်ဝှေ့ပွဲလဲကြီးကျင်တဲ့ကောင်မလေးချောချောလေးကိုလည်းမြင်ကျင်တဲ့ဆိုတဲ့လက်ဝှေ့အားကစားချစ်ပရိသတ်တွေအတွက်မဖြစ်မနေစောင့်ကြည့်ရမယ်ဖိလစ်ပိုင်နိုင်ငံသူလေးဘိုမိုကာအိုမင်္ဂလာပါ My Sport ပရိသတ်ကြီးတို့ရေဒီတစ်ခေါက်မှာတော့လက်ဝှေ့ဝါသနာရှင်ကြီးကိုတွေအတွက်လက်ဝှေ့ပွဲလဲကြည့်ရမယ်ကောင်မလေးချောချောလေးကိုလည်းကြည့်ရမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲလက်ဝှေ့ပွဲတွေမှာကျမ်းမဲ့ရမ်းမဲ့ဆိုတဲ့ဖိုက်တာကြီးတွေကိုပဲအမြဲကြည့်နေရတော့တခါတလေအလှည့်ပြောင်းလေးဖြစ်သွားအောင်ကောင်မလေးချောချောလေးကိုလည်းကြည့်ရမယ်လက်ဝှေ့ပွဲကောင်းကောင်းလေးကိုလည်းကြည့်ရခြင်းနဲ့ဆိုရင်အခုကျွန်တော်ပြောပြမယ်ဖိလစ်ပိုင်သူလေးအစ္စလေးရီကာဘိုမိုကာအိုဆိုတဲ့ကောင်မလေးပွဲကိုစောင့်ကြည့်ဖို့မဖြစ်မနေလိုအပ်ပါတယ်ဟုတ်ပါတယ်အသက်24နှစ်အရွယ်အရက်အမောင်းအဖြစ်9ပေရှိတဲ့ဖိလစ်ပိုင်နိုင်ငံသူလေးဘိုမိုကာအိုဟာ1 Championship ပြိုင်ပွဲမှာ2ပွဲရှင်ပြိုင်ကစားထားရမှာ2ပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပါတယ်။သူအနိုင်ရရှိခဲ့တဲ့သူတွေကတော့ China သူဝမ်လောင်းရှုနဲ့ဂျပန်နိုင်ငံသူဖူးတို့ပဲဖြစ်ပါတယ်။လှပကြော်ရှင်ပြီးတော့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မလိုက်အောင်သူမဟာလက်ဝှေ့ကြိုးဝိုင်းအတွင်းမှာတော့သူမရဲ့ပြိုင်ဘက်တွေကိုမညာမတာရှင်ပြိုင်ထိုးသက်အနိုင်ယူတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ရုပ်ကလေးချောတဲ့လောက်အသေးကတော့မနုဘူးလို့ပြောရမှာဖြစ်ပါတယ်။အခုချိန်မှာသူမဟာတင်ဘက်စစ်ကိုကိုစားပြုပြီး1 Championship မှာဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပြီးသူမရဲ့ပွဲတွေကိုကျွန်တော်တို့ပရိသတ်တွေအနေနဲ့1 Championship မှာမကြာခဏကြည့်ရဖို့ရှိပါတယ်ထိုင်းနိုင်ငံမွေထိုင်းလောကမှာတော့အစ္စလေးဘိုမိုကာအိုဟာဘရင်မတပါလိုနာမည်ကျော်ကြားနေပြီးနိုင်ငံတကာမွေထိုင်းအဖွဲ့အစည်းရဲ့သတ်မှတ်ချက်အရ45 kg တန်းမှာကမ္ဘာအဆင့်တနေရာလောက်မှာရှိနေပါတယ်။ဒါတင်မကသေးပါဘူး။သူမရဲ့နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံအတွက်အာဆီယံစီဂိမ်းပြိုင်ပွဲတွေမှာရွှေတံဆိပ်ဆုတွေအများကြီးကိုရယူပေးထားနိုင်ခဲ့ပြီးဖိလစ်ပိုင်ပြည်တွင်းမှာမွေထိုင်းချန်ပီယံတစ်ယောက်ဖြစ်လဲရပ်တည်နေတာဖြစ်ပါတယ်။ဒီလိုမျိုးနာမည်ကုန်သတင်းတွေကြောင့်1 Championship ကသူတို့ရဲ့စီးပွားရေးဈေးကွက်အရလူစိတ်ဝင်စားမှုများလာအောင်စွမ်းဆောင်တတ်တာကြောင့်ဖိလစ်ပိုင်သူလေးဘိုမိုကာအိုကို1 Championship စီအရောက်ခေါ်ဆောင်ခဲ့ပါတယ်။အသက်အရွယ်ငယ်ရွယ်ပြီးချုံမောလှပကျော်ရှင်းနေုံသားမကသူမရဲ့အရေးချင်းတွေကြောင့်နာမည်ကုန်သတင်းကြီးနေတဲ့အစ္စလေးဘိုမိုကာအိုတယောက်1 Championship ပြိုင်ပွဲမှာအောင်မြင်မှုတွေဘလောက်အထိရယူနိုင်မလဲဆိုတာကတော့ကျွန်တော်တို့လက်ဝှေ့ချစ်ပရိသတ်တွေအနေနဲ့သူမရဲ့ပွဲစဉ်တွေကိုမဖြစ်မနေဆက်လက်စောင့်ကြည့်ရမှာဒါပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လုပ်ထားကြပါဦးနော် My Sport ကို Facebook YouTube တော်တို့တွင်ကြည့်ရှုနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ